အဲ့တော့မိုးရရောက်ပြီဆိုတော့တဘာဝအစားအစာဖြစ်တဲ့မိုးရှာခြင်းမှာဖြစ်ပါတယ်မိုးလုံးနော်ဟုတ်တယ်မလားမိုးလုံးလို့မိုးလုံးရှာမှာဖြစ်ပါတယ်အင်းဥလို့တချို့ကအင်းဥလို့ခေါ်ကြတယ်ဒီဘက်ကတော့မိုးလုံးလို့ခေါ်တယ်မိုးလုံးရှာခြင်းမိုးလုံးရှာတာလေးကြည့်အောင်ပါဗျာဒီမိုးလုံးရှာတာဒါတုံးမိုးဖြစ်ပါတယ်တုံးမိုးတော့ကောက်ကြတယ်ဒီဘက်ကိုမြင်လားကောင်းဟုတ်တယ်ဟာနာမည်ငိုင်းဒီမှာလေဘယ်လိုမြင်ကြအောင်မလားမင်းအဲ့နာမအရှိအပေါ်မဆောင်နေနေဟုတ်တယ်ထဲမှာရောက်နေလားကြီးလေးမပေါ်တော့ဒီမှာလေးဒါအင်းဥလို့ခေါ်ရတယ်ဒါဟုတ်ဘူးခဘုံဒီဒီမှာပင်မရှိနေတွေ့ဟဲ့မလေးကောက်ဒီမှာမိုးလုံးရှာဖြစ်တော့မိုးလုံးကြည့်ပါဗျာမိုးဒီလိုပေါ်တယ်မြည်တယ်မတော်မြိုက်မကွန်ရှောင်းနော်အဲ့ဒါရှောင်းနော်ဟုတ်အဲ့ကျမျိုးတော့မိုးလုံးရှာပြန်ခဲ့ပါပြီမိုးလုံးရှာပြန်တော့